ဆရာကမြေဖြူခဲကိုအားကုန်လွှဲပစ်လိုက်ပေမဲ့ចောင်းသားကတော့ခေါင်းလေးငုံပြီးစတိုင်ကြဆောင်လိုက်ပါတယ်ဆရာလည်းဒေါသထွက်ပြီးမြေဖြူခဲတွေကိုလက်နှစ်ဖက်လုံးနဲ့အပြည့်အယူခုံပြီးပစ်ပေါက်လိုက်ပြန်တယ်ဒါပေမဲ့ចောင်းသားရဲ့တိုင်းကွက်လို့ရှောင်သိမ်းမှုတွေကြောင့်မြေဖြူခဲတခဲမှမထီခဲ့ပါဘူးဒီတော့ဆရာကပိုဒေါသထွက်ပြီးစာခွဲကုံကိုဖွင့်ဆက်တနက်ပြစ်တယ်လို့မြေဖြူခဲရာပေါင်းများစွာနဲ့ပြစ်ခတ်ပါတော့တယ်ဒါပေမဲ့လည်းចောင်းသားကအလွယ်တကူပဲထက်ချောင်းသွားနိုင်ခဲ့ပြန်ပါတယ်ဒီဗီဒီယိုကိုဆုံးလောက်ကြည့်ရင်ကံကောင်းမှုတွေရလာလိမ့်မယ်လို့လည်းဆိုကြပါတယ်ဘာမှလို့မရတော့တဲ့ဆရာကနောက်ဆုံးလက်နက်ကိုထုတ်သုံးကိုဆုံးဖြတ်လိုက်ပြီးမထင်မှထားပဲကိုမြေဖြူခဲအဖြစ်ပြောင်းလဲလိုက်ပါတယ်ကျန်တဲ့ចောင်းသားတွေလည်းကြောက်ပြီးစာပွဲအောက်ဝင်ပုံကုန်ကြပါပြီအဲ့ဒီနောက်ဆရာကចောင်းသားစီကိုဒုံးပြန်လို့ပြန်တန်းဝင်းဟောက်သွားပေမဲ့မထင်မှထားပဲចောင်းသားကအตาလေးဖမ်းချုပ်လိုက်နေပါတယ်ဒီအဖြစ်အပျက်ဒီအားလုံးကចောင်းသားစားသိမ်းခြင်းစကားများနေလို့ဆရာကဆုံးမခြင်းရနေစခဲ့တာပါចောင်းသားကဘာလို့ဒီလောက်လျင်မြန်နေရတယ်လဲဆိုရင်သူကနေ့တိုင်းအထူးထုတ်လုပ်ထားတဲ့နှုတ်တစ်မျိုးကိုတောက်လို့ပါလေဒီနှုတ်ကလန်းဆန်းစေတယ်လို့မောပန်းတာကိုပြေပြောက်စေသည်တုံ့ပြန်မှုနှုံးကိုလည်းပိုမြန်စေပါလေတဲ့ဆရာကဘလို့ပဲအစွမ်းကုန်ထုတ်ထုံပါစေចောင်းသားကြတော့အေးအေးဆေးပဲဖားနိုင်နေတာပါကဲဒါဆိုရင်ခင်ဗျားတို့ကဒါကိုမြေဖြူကျော်ညံလာလို့ထင်လား